အော့စီပြေးဝင်သွားတဲ့ဇိုရိုကလည်းတယောက်တည်းအားနဲ့တက်နိုင်တဲ့လောက်ထိန်းနေရတာကြောင့်အဆင်မပြေပဲဖြစ်နေရပါတယ်အော့စီရဲ့ထိုးချက်တစ်ခုလောက်သာဓာတ်ရိုက်ထိသွားရင်လွယ်မှာမဟုတ်ပဲဥစပ်ကခူအာကာတာကိုအသင့်ပြနေတော့မှဇိုရိုကလည်းအော့စီရဲ့အားပါလာတဲ့ထိုးချက်ကို2 Gorilla Slash နဲ့လမ်းလွှဲပေးလိုက်ပြီးချွတ်ပါပြောခဲ့သလိုညာဘက်လက်ကိုဥတီတက်ခိုက်ပြီးမြဲဇွန်မီဖြစ်နေရမို့နာကျင်မှုမရှိပဲဇိုရိုကပါတခြားသူတွေလိုဇက်သိမ်းခံလိုက်ရပါတယ်အဲ့အချိန်ဥစပ်ကစားတုပ်ကြီးကိုခူအာကာတာနဲ့ပြစ်ထည့်လိုက်တော့အော့စီရဲ့ပါဇက်ထဲကိုတန်တန်မတ်မတ်ကြီးဝင်သွားတာကြောင့်တိုက်ပွဲပြီးပြီလို့ထင်လိုက်ပြီးပါဇက်ထဲကနေလည်းအရေးထွက်လာတာမြင်တော့စိတ်အေးသွားပြီမြဲအဲ့ဒါကအော့စီရဲ့အရေးမဟုတ်ပဲစားတုပ်ကိုကင်ရင်ထွက်လာတဲ့မိုရီယာရဲ့ကိုပါဖြစ်နေခဲ့ပါတယ်ဥစပ်တို့ရဲ့အကြံကိုရေးမိရဲ့မိုရီယာကအော့စီရဲ့အတွင်းထဲကနေစားကိုမမျိုးချမိအောင်ကြိုတင်စီမံထားတာဖြစ်လို့နောက်ဆုံးကြံတဲ့သူတို့နှစ်ယောက်မှာမျှော်လင့်ချက်မရှိတော့ပဲဥစပ်ပြောနာမီပါအယိုးတွေစစ်စစ်ညံ့ညံ့ကြည့်ပြီးပြားနေအောင်ဇက်တိုက်အနှင်းခံလိုက်ရပါတယ်ဒါပေမဲ့အော့စ်နင်းနေတဲ့အောက်မှာဘယ်သူမှမရှိပဲနာမီနဲ့ဥစပ်တို့ကိုအပြာရောင်အသားရည်ရှိတဲ့တစုံတစ်ယောက်ကကယ်ပေးလိုက်ပြီးအဲ့လောက်နှင်းမြန်တဲ့အချိန်နဲ့ကယ်ပေးလိုက်တဲ့သူကဘယ်သူမှမသိကြပေမဲ့ထို့သူကသူ့ကိုယ်သူမန်ကီတီလူဖီလို့မိတ်ဆက်လိုက်ပါတယ်တကယ်တော့သူတို့ရုပ်တရက်မှတ်မိတာကအချိန်ပေါင်း100ထည့်ထားလို့ပုံစံပြောင်းသွားတဲ့နိုင်မဲလူဖီဖြစ်နေပြီးသူ့အဖွဲ့သားတွေအကုန်ခံလိုက်ရတယ်ဆိုလို့ဥစပ်တို့ကိုနောက်ဆုံးနေဖို့ပြောလိုက်တဲ့အချိန်အော့စ်ကလည်းဒီကောင်ကိုအသိတတ်ဖို့လူဖီရဲ့တိုက်ကွက်ဂေါ်မူနိုရိုင်ဖယ်ကိုထုတ်သုံးလိုက်ပါတယ်